ရှင်တို့အလိုက်ကန်ဆိုးမသိတဲ့အိမ်ကြီးချင်းနဲ့စုံဖူးလာညနဲ့လို့ကျမအိမ်ကြီးချင်းကြီးဘေးကန်းကလူလာပြီးနေမှာပဲထီးတောင်မလားသူ့မှာပတ်စံမလောက်လို့ချီးလို့ရမလားဆိုပြီးလာပြောတယ်အဲ့ဒါကတစ်ဖက်လူကိုလေးစားမှုမရှိတာပဲလေအလုပ်လဲထွက်ကောင်းလေးနဲ့လဲပြက်ပြီးကျမအခန်းတစ်ခုကိုပြောင်းလာခဲ့တာသူကတော့ကျမရဲ့အိမ်ကြီးချင်းအစ်စ်ပေါ့သူကျမစီလာပြီးနေအမိုက်ပြစ်မလို့လားငါတို့အတူသွားပြရအောင်နဲ့ကျမလဲဒါကအမိုက်ထုတ်မဟုတ်ဘူးငါရဲ့အဝတ်ထုတ်လို့ပြောလိုက်တော့မှတောင်းပန်ပါတယ်မသိလို့ပါတယ်သူကူတဲပေးမယ်တဲ့လေကြမလဲမလို့ပါဘူးလို့ပြောလိုက်တယ်တကယ်ကိုအရေးထူပြီးအလိုက်ကန်ဆိုးမသိတဲ့အိမ်ကြီးချင်းပါပဲလမ်းတွေ့ရင်လဲငါတို့အိမ်ကြီးချင်းတွေပဲဝီချက်အရအောင်နဲ့နေကအခုမှအိမ်ပြောင်းလာတာဆိုတော့အပြင်ကဒလီတွေအများကြီးမှထားမှာပေါ့တလက်ဆက်တဲ့သူ့ဒလီတွေပါယူထားပေးလို့ပြောပြီးထွက်သွားတယ်သူတပားကိုနှောက်ယှက်ရတာသူ့အတွက်တော့တာမန်ကိစ္စလေးတစ်ခုပဲထင်ပါရဲ့နေတိုင်းဒီပါကျမအခန်းတကားကိုလာခောက်ပြီးအသားလေးဓာတ်လာငားတယ်ပြီးတော့အခွန်ခွာတဲ့ဓာတ်ထက်လာငားတယ်ဇွန်းခရင်အကုန်ပါပဲပြီးတော့တက်ကြီးရှိလားထက်လာမေးပြန်တယ်ကျမလည်းစိတ်မရှိတော့လို့မိဖို့လဲလာပြီးကိုဟာကိုလိုတဲ့ပစ္စည်းတွေအကုန်ယူသွားလို့ပြောလိုက်တယ်သူကလည်းတကယ်ဝင်ယူသွားတယ်ဖတ်ထုတ်လုပ်နေတာတဲ့သူခဏနေလာပေးမယ်တော့တဲ့ကျမလည်းမလိုဘူးနောက်ထပ်မလာနဲ့တော့လို့ပြောလိုက်တယ်သူရှိနေတဲ့၍ကျမရဲ့နေ့ရက်တွေကိုဘလို့လုပ်ပြီးအေးချမ်းချမ်းချက်တန်းနိုင်တော့မှလဲနောက်တနေ့ညရောက်တော့လဲသူអော်လိုက်တာကျမအရန်လန့်သွားတယ်အဲ့ဒါကြောင့်ကျမလည်းနင့်ပါဇက်ကိုပိတ်ထားထက်ဆူမယ်ဆိုငါနင့်ကိုလာရိုက်ပြမယ်လို့ပြောလိုက်တယ်ကျမကတော့သူ့ကိုအလိုက်ကန်ဆိုးမသိတဲ့အိမ်ကြီးချင်းလိုပဲတစ်ချိန်လုံးထင်နေခဲ့တယ်ဒီနေ့အချိန်ထိပေါ့ကျမရဲ့စားဟောင်းစီကစားတဆောင်ရောက်လာတယ်ငါနင့်ကိုတွေးချင်တယ်ညနေ4 နာရီလောက်ပင်လဲနားကပန်းချံကိုလာခဲ့ပါတယ်ကျမအရန်စိတ်လှုပ်ရှားသွားတယ်အလှပြင်ပြီးအပြင်ထွက်လာတော့အိမ်ကြီးချင်းနဲ့လာတိုးနေတယ်သူကနေအပြင်သွားမလို့လားတဲ့ကျမလည်းအင်းလို့ပြောပြီးထွက်လာခဲ့လိုက်တယ်ပန်းချံရောက်တော့ညနေ4 နာရီရှိပါပြီဘာလို့နဲ့9 နာရီရောက်သွားပြီးကျမစောင့်နေတာ1 နာရီတောင်ကြာသွားပြီးသူအခုထိမလာသေးဘူးကျမလည်းသူ့ကိုဖုန်းဆက်ပြီးနေရောက်တော့မှလားလို့မေးလိုက်တော့ဘာကိုရောက်ရမှာလဲတဲ့နေငါကိုပန်းချံလာဖို့ချိန်ထားတာမဟုတ်ဘူးလားလို့မေးတော့မှားဖို့မိတာနေမှာတဲ့ပြီးတော့သူ့မှာကောင်းမလေးအသေးရနေပြီတဲ့သူ့ကိုအရင်ကလိုထပ်မနှောက်ရှက်နေတော့ဆိုပြီးဖုန်းချသွားတယ်ကျမအရန်ဝမ်းနေသွားပြီးဘိုင်းအောင်လာလို့ထိုင်ချလိုက်တယ်အိမ်ကြီးရောက်လာပြီးနင်ဘာမှမဖြစ်ဘူးမလားနေရမ်းနာနေလားငါနင့်ကိုစီးကန်းလိုက်ပို့ပေးမယ်တဲ့ကျမကမလိုဘူးပြောလဲသူကရပါတယ်ဂုံပိုးပြီးစီးကန်းလိုက်ပို့ပေးမယ်တဲ့ကျမလည်းတန့်စင်ခန်းသွားလိုက်ရင်ရပြီလို့ပြောလိုက်တယ်ပြီးတော့ကျမသူ့ကိုအမျိုးသမီးလားစင်တုံးလဲဝယ်ခိုင်းလိုက်သေးတယ်ကျမသူ့ကိုကျေးဇူးတင်စကားပြောတော့သူကရပါတယ်တွားရအောင်နဲ့လမ်းလျှောက်ရင်းနဲ့ကျမလည်းနင်ဘလူပန်းချံနဲ့ရောက်လာတာလဲနင်ငါကိုနောက်ယောင်ခံလိုက်လာတာလဲလို့မေးတော့သူကညင်းနေကျမလည်းနင်ပုံမှန်မဟုတ်တာငါသိတယ်နော်နင်ကပုံမှန်ဆိုအလိုက်ကန်ဆိုးမသိတဲ့အိမ်ကြီးချင်းတယောက်ပဲငါရဲတိုင်ပြစ်မယ်လို့ပြောတော့သူကပြောတယ်ငါကနောက်တာပါငါကအလိုက်ကန်ဆိုးမသိတာမဟုတ်ပါဘူးငါကနင့်ကိုစိတ်ပူလို့ပါတဲ့နင်ကဘာကိုစိတ်ပူတာလဲလို့မေးလိုက်တော့နင်စိတ်တွေညစ်ပြီးစိတ်တက်တွေကြနေမှကိုပေါ့တယ်အဲ့ဒီနင်းညကသူကကျမရဲ့ဗီဒီယိုတစ်ခုကိုတွေးလိုက်တဲ့ကျမရေးစားဟောင်းကိုပြောထားတာပါအဲ့ဒီထဲမှာကျမကနင်ဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်ငါဒီလောကကြီးထဲမှာရှိနေတော့မှမဟုတ်ဘူးငါကအသုံးမဝင်ဘူးဘာမှကောင်းအောင်မလုပ်နိုင်ဘူးငါဆက်ပြီးတောင်းမခံနိုင်တော့ဘူးငါနင်းနဲ့ပတ်တက်ပြီးအရာအလုံးကိုမစွန့်လွတ်နိုင်ဘူးငါကိုငါပဲစွန့်ပစ်နိုင်တယ်တောင်းပန်ပါတယ်လို့ပြောထားတယ်အဲ့ဒါကြောင့်ငါချက်ချင်းနဲ့ခန်းတကားကိုလာခောက်တာတဲ့နင်ကိုမြင်မှငါစိတ်အေးသွားတာတဲ့ပြီးတော့ဘာပဲထီးတောင်မလားဘာညာနဲ့စိတ်ခဲရှိရာရှောက်ပြောလိုက်တာတဲ့ဓားတွေကက်ကြီးတွေငှားတာကလည်းအပစ္စည်းတွေကအန်ဒီရဲ့ရှိတော့တခုခုလုပ်ပြီးတက်သေးလိုက်မှဆိုလို့တဲ့တန်တရက်ဝင်မှဆိုလို့ဟတ်ထုတ်လဲတကယ်လုပ်ခဲ့ရတာလေဝီချက်အပ်တာကလည်းနင်းရှိမရှိတရားအောင်ဆက်သွယ်ဖို့အတွက်အဲ့ရတာပါတကယ်တော့ဒလီတွေလာရင်လမ်းကြုံတစ်ခါတည်းဝင်ယူပေးမယ်လို့ပြောတာကိုစကားပြောမှပြီးငါကိုလမ်းကြုံရင်ပစ္စည်းဝင်ယူပေးလို့စကားပြောင်းပြန်ပြောထွက်သွားတာပါတဲ့ပြီးတော့အဲ့ဒီနေညကကျမအခန်းထဲမှာဘာတန်မှမကြားလို့တခုခုဖြစ်သွားတယ်ထင်ပြီးအွန်လိုင်းမိတာပါကျမကဘာဆက်ပိတ်ထားလို့စာပိုးလိုက်မှစိတ်ရေးတွားရတာတဲ့လေဒီနေ့လဲကျမကထူးထူးဆန်းဆန်းလှပြင်ပြီးအပြင်ထွက်သွားတော့ကျမတခုခုလုံးမှစိတ်ပူပြီးလိုက်လာရတာပါတယ်ပြီးတော့အမျိုးသမီးလားစင်3 ယောက်နဲ့ကောင်မလေးကလည်းရှင့်ကောင်မလေးအတွက်လားလို့မေးလိုက်တဲ့အချိန်မှာငါစိတ်ထဲမှာမတိမသားလေးနဲ့နင့်ကိုသဘောကျနေမှန်းသိလိုက်ရတယ်တဲ့လေငါနေနဲ့ပတ်သက်ရတာကြားလေးလေငါနင့်ကိုဆုံးရှုံးရမှာကြောက်လေလေပဲငါနင့်ကိုမတွေးရတော့မှကြောက်တယ်အဲ့ဒါကြောင့်စိတ်တွေညစ်မနေပါနဲ့တော့ဗျအပြောနေပေးနိုင်မလားတဲ့ကျမလည်းတကယ်တော့ငါကတရုတ်ဆောင်တယောက်ပါအဲ့ဒီနေ့ကငါတရုတ်ဆောင်လေ့ကျင့်နေတာလို့ပြောပြီးကျမရဲ့တရုတ်ဆောင်ထားတဲ့ဗီဒီယိုတွေကိုပြလိုက်တယ်ငါနဲ့စီမပိုးလိုက်မိတာလို့ပြောလိုက်တယ်အဲ့ဒီခါမှသူကရှက်ကိုရှက်ကန်းနဲ့ရဲပြီးနေရဲလောက်မိုင်မဲမှာမဟုတ်ဘူးဆိုတာငါသိသားပဲတဲ့ကျမလည်းအေးလေငါကယောက်ကြားတယောက်အတွက်နဲ့အဲ့လိုအယူလုံးရဲ့မျိုးကိုဘာလို့လုပ်ရမှာလဲလို့ပြောတော့သူကဟုတ်တယ်နင့်ဘဝရဲ့ဇညွန်းကအရှိကြီးကြံသေးတာနင်ကဇက်ဆောင်မင်းကလေးနေရေးစားဟောင်းကရိုက်ကူးမှုပြီးသွားတဲ့ဇက်ဖို့တယောက်တဲ့ဒါဆိုနင်ကရောဘာဇက်ကောင်လဲလို့ကျမကမေးလိုက်တော့ငါကတော့နင်အသက်ကိုကဲခဲ့တဲ့သူဖြစ်မယ်ထင်နေတဲ့ငါကြည့်ရတဲ့လောက်တော့နင်ကပီလိန်နဲ့တူတယ်လို့ကျမကပြောတော့ဒါဆိုလဲချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိတဲ့ပီလိန်ဖြစ်မယ်တဲ့လေကျမလည်းမဟုတ်ဘူးနင်ကအလိုက်ကန်ဆိုးမသိတဲ့ပီလိန်လို့ပြောလိုက်တော့မချစ်နိုင်ဘူးငါကချစ်စရာလည်းကောင်းတယ်နှွေးထွေးတယ်ချက်သားတွေလည်းရှိတဲ့ကျမလည်းနှင်းပုံရိုက်တက်လားလို့မေးလိုက်တော့ရိုက်တက်ပါတယ်တဲ့ကျမလည်းငါဟောပေပါပုံပြောင်းချင်လို့ရိုက်ခိုင်းတာပါလို့ပြောလိုက်တော့သူအရန်ပြောသွားပြီးဟုတ်ကဲ့ပါဆရာမကြီးပုံရိုက်လို့မပြီးမချီအိမ်မပြန်ဘူးတဲ့လေ